ဒီကမိတ်ဆွေတယောက်ကသူဒီအိမ်အောင်ရေးမှာသူနဲ့သူ့ယောက်ျားနဲ့ကြားထဲမှာရောက်ခမတွေကအဲ့လိုပေါ့သူတို့နဲ့ထမိန်နေလုံကြီးတွေကိုသူလျှော်တာနဲ့ပတ်သက်ပြီးတော့ဒီရောက်ခမနဲ့အောင်မတွေကနေပြီးတော့အဲ့လိုမျိုးလျှော်ရင်သူသားဖုံးနေတယ်ပါညာပေါ့အဲ့လိုမျိုးတားကြတာပေါ့သူတို့တားတဲ့ခါကျတော့သူကလည်းအလုပ်လုပ်တဲ့ခါကျတော့သူကဒီခေတ်မှာယောက်ျားလေးနဲ့မိန်းကလေးနဲ့အတူတူအလုပ်လုပ်ကြရတာပေါ့ဆိုတော့ဒီနောက်ပြီးတော့ဒီ washing machine တို့ဘာလို့ဆိုတာလဲကုံတက်တာအောင်ရေတို့လျှက်စစ်တို့ခြွေထားတဲ့အနေနဲ့သုံးတာပေါ့အဲ့တော့ခွဲပြီးတော့တက်စီရှော့ရမယ်ဆိုတာဘာတိတ်ပဲမှမရှိဘူးပေါ့ဆိုတော့အဲ့လိုမျိုးပေါ့အဲ့လိုချင်းများကြရတဲ့အခါကျတော့သူတို့ဟောပေါ့လင်မယားဆက်ဆံရေးမှာတော်တော်အဆင်မပြေတွေဖြစ်ကြတယ်ဆိုတော့အဲ့ဒီအကြောင်းတည်ပြီးတဲ့နောက်ပိုင်းမှာဒီခေတ်ထဲမှာမြို့သမီးတွေရောအိမ်အောင်တွေအဲ့လိုကြားထဲမှာဒီလိုယူဆတွေကရှိနေတော့မလားတော့မရှိတော့ဘူးလားပေါ့ဆိုတော့အဲ့ဒါသိကျင်တယ်နောက်ပြီးတော့ဒီအင်ကမြို့သမီးကဒီခါကြတော့ TEDx မှာစကားပြောဖို့အတွက်သူ့လိုဗမာယောက်ျားတွေနဲ့လက်ထပ်ထားတဲ့နိုင်ငံသားသူတွေကိုမေးကြည့်တယ်အိမ်အောင်ရေးမှာဘာအဓိကလဲဆိုတော့သူတို့အားလုံးကပြောကြတာကတော့အဲ့ဗမာယောက်ျားတွေရဲ့ရောက်ခမတွေရောင်းမတွေကအဲ့သူတို့ underwear တို့ skirt တို့ပေါင်းပြီးတော့အဲ့လိုပေါ့မြို့သမီးဝတ်စားတွေကိုဒီတန်းထားလာမထားလာလိုက်ပြီးကြည်ရတဲ့ပြဿနာတော်တော်ဆိတ်ရှုပ်ရတယ်ပေါ့အဲ့လိုမျိုးပြောတဲ့ခါကျတော့အဲ့အချက်ပေါ်မှာလည်းစိတ်ဝင်စားသွားတယ်စိတ်ဝင်စားတော့အခုဒီခေတ်ထဲမှာရှိနေတဲ့အမျိုးသမီးတွေမှာဘယ်လိုယူဆရှိတယ်လဲသိကြတော့အဲ့ဒါနဲ့သူတို့ရဲ့ထမိန်နေနောက်တစ်ခုကတော့လူကိုယ်တိုင်လည်းအတွေ့အကြုံငယ်ငယ်တုန်းကဆိုရင်ရွာမှာအိမ်နေကြားတွေလည်းဝင်ဆော့ကြလို့ရှိရင်လူကြီးတွေကပြောတာပေါ့အမြဲတမ်းထမိန်သားနေတတိထားတဲ့ထမိန်သားနေတတိထားပေါ့နောက်အဲ့လိုထမိန်နေဆိုရင်လည်းအမြဲတမ်းနောက်ဖေးမှာတန်းလေးနဲ့အိမ်မှာကပ်ပြီးတော့လွှမ်းနဲ့ဟာဒီပြန်ပြီးတတိရအဲ့လိုမျိုးတတိရတဲ့ခါကျတော့အခုခေတ်ကျတော့ဘယ်လိုလဲပေါ့အဲ့လိုမျိုးဖြစ်တော့ဆိုတော့ဒါဆိုရင်နောက်တစ်ခုကတော့အဲ့လိုထမိန်နေပေါ့ထမိန်နေကယောက်ျားလေးတွေဆိုရင်လည်းပစိုးဝတ်တယ်အင်္ဂလိပ်တွေကထမိန်ဝတ်တယ်ဗမာယောက်ျားတွေဒါပေမဲ့ပစိုးကကျတော့ဒီပတ်တန်တွေအကွက်အစင်တွေပဲရှိတယ်ဒါမိန်းကလေးတွေကျတော့ထမိန်တွေမှာအဲ့လိုပန်းတွေကနုတ်တွေအယောင်တွေပို့ပြီးတော့စုံစုံလင်းလင်းနဲ့ပို့ပြီးတော့လှတာဆိုတော့အဲ့ဒီဟာကိုလည်းစိတ်ဝင်စားတယ်အဲ့လိုမှထမိန်စားတွေဟိုမှာရေးလို့ရှိရင်ကောင်းမယ်လို့စိတ်ကူးမိတော့အဲ့ဒါနဲ့ဒီ project ကိုစပြီးတော့လုပ်ဖြစ်တာဒီ series က2019မှာရန်ကုန်က River Art Gallery မှာစပြီးတော့ပြတယ်အဲ့မှာပြတဲ့ခါကျတော့ဒီရန်ကုန်မှာဗမာပြည်မှာရှိနေတဲ့ဒီပြည်သက်တွေထဲမှာလည်းဟိုပါပေါ့အမြင်မျိုးမျိုးရှိကြတော့ဝေဖန်တာတွေပါရှိတယ်ဆိုတော့အဲ့ဒီလိုမျိုးဝေဖန်တဲ့အတန်တွေကြောင့်ပဲလားတော့မသိဘူးအပြင်မှာရှိနေတဲ့ဒီအမှုပညာအတိုင်းဝိုင်းရတယ်ဒီ project ကိုစိတ်ဝင်စားသွားတယ်စိတ်ဝင်စားတော့အဲ့တော့2019မှာဟောင်ကောင်မှာလည်းအဲ့ပြပွဲတစ်ပွဲလုံးကအဲ့ထမိန်နေပဲပေါ့ဆိုတော့ဟောင်ကောင်မှာသွားပြတယ်ဟောင်ကောင်မှာကျတော့နံပါတ်10 Chancery Lane ဆိုတာ Contemporary Art Gallery ပေါ့အဲ့သူတို့ရှိမှာပြဆိုတော့အဲ့မှာလည်းတချို့ပကြီးကားတွေကတော့သူတို့ collection တွေလည်းပါသွားတယ်ဆိုတော့တချို့အခုအတိတယောက်ကဟောင်ကောင်ကအဲ့ဒီစားတောက်ဆိုင်နံပါတ်ကြီးစားတောက်ဆိုင်ဒီဇိုင်းသွားရနေအဲ့ဒီပကြီးကားတွေ့လို့တပ်ပုံရိုက်ပို့လိုက်တာမြင်ရဘူးတယ်နောက်ဒိုဂျိုကဒီဒိုဂျိုမြို့ပေါ်မှာအဲ့လိုပဲထမိန်နေကြီးရဲ့တည်တံ့ပွဲလုပ်ချင်တယ်ဆိုလို့အဲ့ဒါလေ2019တုန်းကပဲသူဂျပန်မှာတော့ပြတာပေါ့ဆိုတော့အဲ့ဒါပြတယ်နောက်ဝန်ကြီးများရုံးမှာလည်း2020 21လောက်ကတခါအဲ့လိုမျိုးပြတယ်နောက်ဥရောပတချို့မြို့တွေပေါ့လန်ဒန်နဲ့ဟိုပြင်သစ်မှာရှိတဲ့ art gallery တွေမှာအဲ့ဒါတော့အဲ့လိုတပွဲလုံးထမိန်နေကြီးလည်းတော့မဟုတ်ဘူးပေါ့ဒါပေမဲ့အဲ့ဒီဂျီကားတွေလည်းတချို့ပေါ့အဲ့ဥရောပမှာလည်းပြဦးပါတယ်ခုကိုနေကြမှာ3ဒီအဲ့ဟိုပေါ့ဘာလင်မှာနဲ့တွေ့တယ်အဲ့ဒါပြတယ်လောလောဆယ်တချို့ဂျီကားတွေကယူရိုပ